အားလုံးပဲမင်္ဂလာပါရှင်ဒီညတော့ဖောဖောမင်းလေးရဲ့ချောင်းနာအမတ်တရပဲဖြစ်ပါရှင်ချောင်းနာရဲ့ Economy Hotel မှာတည်းရဖြစ်ပါရှင်တမီးကတော့ပဲနေများနေပါတယ်ဒါကတော့ဖွားယူရဲ့အခန်းရှိပဲဖြစ်ပါရှင်ဖွားရတော့အနားယူနေပါတယ်အခန်းလေးပါဖွားယူရဲ့အခန်းတော့မှာဖြစ်ပါရှင်ဖွားဒါကတော့ဖွားယူရဲ့အခန်းပဲဖြစ်ပါရှင်တမီးငွေထားတော့ပွားနေပါဒါကတော့ဖွားယူရဲ့အခန်းပဲဖြစ်ပါရှင်တမီးအခန်းဘက်မှာပါဒါကတော့တွိုင်းလေရေချိုးခန့်နဲ့ဗတ်တက်လေးတို့လည်းပါပါရှင်နေ့လယ်စားမှာဖြစ်ပါရှင်ဆန္ဒချက်ဖို့အနီမစစ်ရှာမဆဖြစ်ပါရှင်ခနဲမစလာချက်ပစိုးအချိုချက်ကင်းမတုတ်တို့ပဲဖြစ်ပါရှင်၃ယောက်စာကို8000ကြပါရှင်ဒါကတော့သမီးကန်းဆက်ခဏစင်းနိုင်ဖြစ်ပါရှင်တမီးကတော့လမ်းနေလျှောက်ပြီးပြောနေပါတယ်ညနေစာမှာဖြစ်ပါရှင်မမေနဲ့သမီးနဲ့တွားယူရဖြစ်ပါရှင်တမီးကတော့ချင်းတယ်လာပါတယ်ကနန်းကွက်ကျော်ရဲ့ဂုံးတုတို့ပဲဖြစ်ပါရှင်ညနေစာတော့ညနေစာစားပြီးတမီးကတော့တချင်းနေဆိုနေပါရှင်ဖွားရအနားလာယူတာအတန်ဆိုးရင်လည်းမနှိပ်ဆက်ပါနဲ့လို့ပြောနေရဲ့ရှင်ညပဲလင်းရင်ထောက်ခံတာဖြစ်ပါရှင်လင်းရင်ထောက်ခံပြီးတော့တမီးတို့ကအိတ်တော်မှာဖြစ်ပါရှင်အားလုံးပဲဘိုင်ဘိုင်